ခိုင်သူရခိုင်သားတွေရခိုင်ပြည်ကိုစွန့်ခေါ်ပြီးဒီတိုင်းရဆာလို့ထောခေါ်နေဖို့ဆိုလို့ရှိကြတယ်ကျွန်တော်တို့ရခိုင်ပြည်ဆိုတော့ကနာမည်အဖော်ကြံခါဖို့သို့တော့ရခိုင်လူမျိုးတိနေထိုင်ရရခိုင်အမျိုးအနွယ်ဒီနဲ့ခွေးစီတေထောင်ထားရရခိုင်ပြည်ရခိုင်တိုင်းပြည်ဆိုနေပြီးရှိလီဘိုလေမဟုတ်ပဲညတော့နဲ့ဒေရီစီကောင်ကြီးကိုကျွန်တော်တို့ပြန်ပြောင်းမိရခိုင်သူရခိုင်သားတွေဇာတိမျိုးကိုပြန်လို့အခရေရှားနိုင်ဖို့အခရေရှားရဆိုကလည်းတော့ကျွန်တော်တို့စင်သားဆွေးနဲ့ဒီပိုင်အခရေနေအောင်မှာပြန်ခဲ့ပါဆိုပြီးအာဓမမုံကောင်းလို့လေရာဖို့မဟုတ်ဒီလူဒီဒီပိုင်လူဒီထောင်ပေါင်းများစွာသောင်းပေါင်းများစွာသောကျွန်တော်တို့ရခိုင်ပြည်သားတွေဇာတိမျိုးကိုပြန်ဖို့တော့ကျွန်တော်တို့မှအခရေနေတိဖန်တီးဖို့လိုရတယ်ဒီအခရေနေတိကိုမဖန်တီးနိုင်ပေနဲ့ဇာနဲ့ထမောစားကြီးကိုလဲမိသားစုတိကိုဇာပိုင်ကျွေးမွေးဖို့လဲလုံခုံမုံကအာမခင်ရှားဝဖိနေမှုဒီအောက်မှာဇာပိုင်လုပ်ခဲ့ဖို့လဲရောမိခွင့်တိကတားလိုက်ဒီချောဆိုရဲကျွန်တော်တို့ကအပရော့နဲ့လုံးနေဆိုမဟုတ်လာတွေ့ကြကြစိုင်းစားလာတဲ့အချိန်မှာဒီပိုင်ဆိုအကောင်ဒရာတိကိုကျွန်တော်တို့မလွန်လာတယ်ဒီပိုင်မွန်လာတော်နဲ့လဲဒီနေ့ဒီချိန်ရခိုင်အမျိုးသားတွေကိုဆောင်ရွက်နေခဲ့တဲ့လူပုဂ္ဂိုလ်တွေအချောင်းချောင်းကမှကျွန်တော်တို့ကောင်းချောင်းဆိုင်ပြီးအဖေရာနေခဲ့ဆိုဒီရှိဒီကိစ္စတွေကိုမဖေချောင်းနိုင်ဘဲနဲ့ပြန်ခဲ့ပါဆိုပြီးဒီရခိုင်အမျိုးသားတွေလုံးနေပုဂ္ဂိုလ်တွေနဲ့ပေါ်လို့မလားသို့တော့အဆိုတော်တရားအနေနဲ့ဆိုတော့ကလာပါဆိုရိုင်းအချောင်းတော့အခရင်နေချောင်းမတူပါကျွန်တော်တို့ကလာတွေ့လုတ်ကြရဖို့ဖိုက်တယ်ဒီကနောက်တစ်ခုကအနာပရောပိုင်ဒီကိစ္စတွေကိုဆောင်ရွက်တဲ့အချိန်မှာရခိုင်ကံကမာကိုရခိုင်သားလာနဲ့ဖန်တီးဖို့ရခိုင်တိုင်းပြည်ကိုပြန်လို့တေဆောက်ဖို့ဆို